ကိုမကောင်းတာကိုကောင်းအောင်ပြောဆိုတတ်ပြီးကို့အမှားကိုသူ့အမှားဖြစ်အောင်လွှဲချနိုင်တာကလည်းမပေါင်းအပ်တဲ့လူမျိုးတွေရဲ့ကျုံညံ့တဲ့လက္ခဏာတစ်ရပ်ပဲလူကောင်းလားလို့မေးတချို့နေရာမှာကောင်းပြီးတချို့နေရာမှာတော့မကောင်းပါဘူးတချို့နေရာမှာတချို့လူတွေအတွက်ကောင်းပြီးတချို့နေရာမှာတချို့လူအတွက်မကောင်းဘူးအချိန်နေရာနဲ့လူတွေအပေါ်မှာမူတည်ပြီးကောင်းတတ်တာမျိုးပေါ့အုံနောက်ပါတိုင်းလူလို့မထင်ပါနဲ့တလိ္ဆန်တွေမှာလည်းအုံနောက်ပါပါတယ်လူဆိုတာအမှားအမှန်ဓမ္မအဓမ္မခွဲခြားနိုင်တဲ့သူကိုမှလူလို့ခေါ်တာအမှန်နဲ့အမှားကိုသိပြီးသူတစ်ပါးအပေါ်စာနာစိတ်နဲ့နားလည်ပေးနိုင်ခြင်းကဉာဏ်ရည်အဆင့်အတန်းရှိသူတွေစီမှာပဲတွေ့ရလေရှိတဲ့တန်ဖိုးကြီးအရာတစ်ခုပါအယမ်းမယုံတဲ့တချို့လူတွေကရင်ဘက်မှာမေတ္တာဆိုင်ပုတ်တက်ထားပေမဲ့နောက်ွယ်ကလောဘဒေါသအတ္တမာနနဲ့လူတွေအများကြီးသူများပြောစကားတွေကြောင့်လမ်းမဆုံးပါစေနဲ့အပင်မြင့်ရင်လေတံခံနိုင်ရမယ်လူမှန်ရင်ဝေဖန်ခံရမယ်မင်းအောင်မြင်ခြင်းရင်တော့ဝေဖန်ခံနိုင်မှရမယ်ဘဝဆိုတာအလိုလိုက်တဲ့မိခင်မျိုးမဟုတ်ဘူးခက်ထန်ကြမ်းတမ်းတဲ့သင်တန်းဆရာဖြစ်တယ်အရေးချင်းရှိတဲ့သူဆိုတာပြစ်တိုင်းထောင်ပဲဘယ်သူတွေစွန့်ပစ်ထားဘဝကိုတက်မှတ်အောင်ထောင်ထားနိုင်စွမ်းရှိတယ်ချမ်းသာယုံနဲ့ပညာတက်ယုံနဲ့လူရမဝင်ဘူးလူရဝင်ဖို့မင်းဟာအသုံးဝင်နေဖို့ပဲလိုတယ်ကိုယ့်အတွက်ကိုကလွဲပြီးလုံလောက်မှီခိုစရာမရှိဘူးဆိုတာကိုသိတော့စိတ်ထဲကြစရာတွေကြုံလာရင်တော့တိတ်တီလေးဟန်ဆောင်ပြီးတန်မာခဲ့ရတယ်ဆုံးရှုံးပြီးရင်ပြန်မရတဲ့အရာတွေထဲမှာလူတစ်ယောက်ရဲ့တီးခံနိုင်စွမ်းတွေလည်းပါတယ်ဆိုတာမမေ့ပါနဲ့ရေတောင်းတဲ့သူကိုရေပဲပေးပါထမင်းယူမပေးပါနဲ့တခါတလေလိုတာထက်ပိုပြီးမိကျေးဇူးကန့်တက်လို့ပါဘဝမှာစင်းစင်းရဲရဲနဲ့နေရမှာကိုမရှင်းနဲ့စိတ်ဓာတ်တွေအောက်တန်းကျနေတာကမှပိုရှက်ဖို့ကောင်းတာပါလူတစ်ယောက်ရဲ့အဆင့်အတန်းဆိုတာရုပ်ရည်ဘွဲ့ဒီဂရီနဲ့ငွေကြေးချမ်းသာမှုကိုပြောတာမဟုတ်ဘူးသူ့နေရာမှာငါးသားလျင်ဆိုတဲ့သူတစ်ပါးအပေါ်ထားတဲ့ကိုချင်းစာစိတ်ကိုပြောတာအမားလုပ်ပြီးလူချစ်အောင်မလုပ်ပါနဲ့အမှန်လုပ်ပြီးလူမုန်းပဲခံလိုက်ပါမင်းရဲ့သမိုင်းမှာလှပနေပါလိမ့်မယ်တချို့သောဘဝတွေဟာနေဘူးထဲမှာဆိုပေမဲ့ရီမောခြင်းတွေရှိတယ်တချို့ကတော့အရေးထဲမှာဆိုပေမဲ့ရီမောခြင်းတွေပျောက်ဆုံးနေတယ်တငယ်ချင်းမကြုံဘူးသေးသမျှတော့ငါပြောတာမှားတယ်လို့မင်းထင်ချင်ထင်မယ်ဒါပေမဲ့မကြုံသေးလဲမှတ်ထားလူတွေကမင်းအဆင်မပြေရင်သာတနာပေးဖို့လွယ်ရင်လွယ်မှာမင်းအဆင်ပြေလိုက်ရင်ဝမ်းသာပေးဖို့ခက်ခဲကြတယ်အိမ်အပြင်ထွက်ပြီးလူတော့တိုးနေရမှာတော့လူသဘောအမျိုးမျိုးနဲ့ကြုံရမှာပဲဒေါသဖြစ်စရာနဲ့လည်းကြုံမယ်တောကဖြစ်စရာတွေနဲ့လည်းစုံမယ်အိမ်ပြန်လာရင်တော့သူတို့ကိုဖနှက်ချွတ်တဲ့နေရာမှာထားခဲ့သူတို့ကအိမ်ဦးခန်းနဲ့မတန်ဘူး